စောင်းကုန်ကပျောက်ကွယ်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကဘာကြီးကိုအလှဆင်နေတဲ့အရာတစ်ခုပျောက်သွားတယ်သူတစ်ခုပျောက်ကွယ်တာနဲ့နောက်တစ်ခုကပျောက်ကွယ်ဖို့အသင့်ဆောင်နေပြီတက်ကလေးတွေပျောက်ကွယ်ပြီဟဲ့ဆိုတာနဲ့တက်တော်တို့တက်ပင်လို့ဆိုတာရှိမှာမဟုတ်ဘူးလူသားတွေစိုက်လို့ဖြစ်ထုံးတယ်ဆိုတဲ့အရာသူတို့စိုက်လို့ဖြစ်ထုံးတာတက်ကိုအများကြီးနေဦးနေတယ်ဘုရားပင်လယ်ကွင်းစီမံကိန်းကြီးကကျွန်တော်2023-2024မှာစပြီးလက်တွဲဖြစ်တာပေါ့နော်ထိန်းသိမ်းသမားလို့တာကိုခံယူပြီးတော့တည်ထားတယ်တချို့နေရာတွေတွားရင်ကျွန်တော်ထိန်းသိမ်းသမားလို့ဖွင့်ပြောလို့မဖြစ်နိုင်တဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်တခါတလေကြားလို့ဆိုလို့ရှိရင်ကျွန်တော်တို့ထိန်းသိမ်းသမားတွေကနကောစာပြောတဲ့ဆိုတဲ့လောက်တဲ့ဂိုင်းတဲ့သူတွေရှိတယ်တခါကျရင်ရှိမှလုံနေတွေ့ဝဲဒါလေးတော့မလုံပါနဲ့တရားတွေကဒီလိုရှိတယ်ဒီလိုအကျိုးသက်ရောက်တယ်တော့ပြောတယ်တချို့ကကြတော့အဆင်ပြေတယ်တချို့ကကြတော့နားတစ်ပေါက်လည်းအဆင်မပြေဘူးအဲ့လိုအဆင်မပြေတဲ့ဟာကြောင့်တခါကြောက်ရှင်ကျွန်တော်တို့အတွက်အခက်ခဲတော့ရှိနိုင်တယ်ပေါ့နော်အဲကြောင့်မို့လို့ကျွန်တော်ခုနကတော့ပြောတဲ့ကျွန်တော်တို့အတွက်ခိုင်လုံတဲ့အထောက်ထားအာမခံချက်ဆိုတဲ့အထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမုဒ္ဓမပင်လယ်ကွင်းမှာဆိုလို့ရှိရင်ဒါနှစ်စဉ်သူစီမှာရှိတဲ့ငှက်မျိုးစိတ်ကတော့60ကျော်80ဝန်းကျင်ရှိတာပေါ့နော်ဒီစောင်းကုန်ငှက်မျိုးစိတ်လေးတွေကတော့မျိုး20ကျော်30ဝန်းကျင်မှာပေါ့ရှိပါအဲ့လောက်တော့ရှိမယ်ကျွန်တော်တို့စီကိုဆိုလို့ရှိရင်စမုံးမေးဆိုင်မိုက်ပါဆိုတဲ့ငှက်ဆိုလို့ရှိရင်ကဘာလုံးဆိုင်ရတဲ့90ရာခိုင်နှုန်းလာရောက်ဆောင်းခုကျွန်တော်တို့စီကိုငှက်အကောင်ကြီးတစ်နှစ်ကိုဆိုလို့ရှိရင်ဆောင်းခုငှက်က3သိန်းခွဲရ2သိန်းဝန်းကျင်ထိလာရောက်ဆောင်းခုကြတယ်ပေါ့နော်အဓိကအန်တရယ်ကတော့ဒီမုဒ္ဓမပင်လယ်ကွင်းမှာအများဆုံးကတော့ဒီစမုံးမေးရတာတော့အဓိကအန်တရယ်အများဆုံးလीသူဆိုလို့ရှိရင်ဒါမျိုးတုံပျောက်ကွယ်တော့မဲ့အန်တရယ်နဲ့လုံးဝအကြီးဆုံးကြုံတွေ့နေရတာသူပြီးတော့မှဒုတိယညနေကတော့ normal gradation ပေါ့နော်သူတို့နှစ်ဦးကတော့အဓိကအန်တရယ်နဲ့ချိန်ချောက်မှုအန်တရယ်နဲ့ရင်ဆိုင်နေရတယ်နောက်ပြီးတော့ နော်တို့ grade နော်တို့ဒီနော်စိန်တို့နော်နီတို့ပေါ့နော်သူတို့လည်းချိန်ချောက်မှုအန်တရယ်နဲ့ရင်ဆိုင်နေရတာပေါ့ကျွန်တော်တို့ဒေတာမှာတော့ငှက်ကအဓိကအကျိုးပြုနေတာကျွန်တော်တို့လေတိုက်မယ်ပေါ့လေတိုက်မယ်မိုးကြီးမယ်တဘာဝဖြတ်ပြီးတစ်ခုခုဝင်မယ်ဆိုလို့ရှိရင်အဓိကအရင်ဆုံးလူတွေစီကိုသတင်းပို့ပေးတာငှက်လေချောင်းတစ်ခုကြားတော့မယ်ဆိုလို့ရှိရင်ငှက်ကိုကြည့်လိုက်တာနဲ့ကျွန်တော်တို့ဆိုလို့ရှိရင်ဒါလဲလောက်တယ်လဲလဲသွားတယ်လဲလဲသွားလို့ဆိုလို့ရှိရင်ဒီငှက်ကိုပဲကြည့်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်နေရတာကျွန်တော်တို့ခယူတုံငှက်ဆိုလို့ရှိရင် Asian Open ပြီသူဆိုလို့ရှိရင်လည်းဒါခယူကိုအများဆုံးတုတ်တင်ပေးတာကျွန်တော်တို့ကတို့ကကြတော့တစ်လတစ်ချိန်အဲ့လိုမျိုးကျွန်တော်တို့ကဒီ smart data ဖောင်းနေပေါ့နော် data ထွက်ကောက်တယ်မှတ်တမ်းတွေယူတယ်တစ်ခါတော့ကျွန်တော်တို့ရောက်22ရောက်အဲ့လိုပေါ့နော်အနည်းဆုံးကတော့ကျွန်တော်18ရောက်ကျွန်တော်တို့ကအသွားအပြောင်းဆိုအားလုံးတစ်ပတ်ကြာတယ်ပင်နယ်ထဲမှာတော့9ရက်အတိနေတယ်ပေါ့နော်ဒီအဖွဲ့အစည်းမှာရှိမှာမဟုတ်ဘူးဒီအဖွဲ့အစည်းမရှိလို့ကျွန်တော်တို့စက်ထင်းသိမ်းရတယ်နောက်ကျွန်တော်တို့ဒီ data တွေကိုပေါ့နော်မှတ်တမ်းတင်ထားနိုင်အောင်လို့ကျွန်တော်တို့ဒီမှာတော့အဲ့လို data လေးတွေစုဆောင်းတာလောက်ပြီးတော့လောက်တယ်ပေါ့နော်ဟုတ်ဒီဒေသခံတွေမှာအားနေချက်ကမှတ်တမ်းမတင်ထားနိုင်ဘူးဒီကမှတ်တမ်းမတင်ထားနိုင်ဘူးလမ်းမဆက်သွယ်ရေးတွေအရန်ခက်ခဲတယ်အဲ့တော့အသိပညာပေးဟောပြောပွဲတွေကြောင့်ကျွန်တော်တို့ဒေသတွေကအရန်မျိုးနဲ့အလှမ်းဝေးတော့တိတ်ပြီးတော့လာမလောက်ကြဘူးပေါ့နော်ဒါမှကျွန်တော်တို့မှာအဓိကမှတ်တမ်းတင်မဲ့အရာမှတ်တမ်းတင်ထားနိုင်မှုဘာလေးပဲဖြစ်ဖြစ်မှတ်တမ်းတင်ထားနိုင်မှုအခြားအဖွဲ့တွေလာတဲ့ခါကျတော့ဆိုရင်ကျွန်တော်တို့မှာဒီမှတ်တမ်းရှိပါတယ်ဆိုတဲ့အရာကျွန်တော်တို့အဲ့ဒါကိုပဲဖြစ်စေချင်တာမုဒ္ဓမပင်လယ်ကွင်းကိုအဓိကဖြတ်စည်းနေတဲ့အရာတန်စကာပိုက်ရဆိုလို့ရှိရင်ဘောပင်ခေါင်းကလေးပဲဝင်တယ်အဲ့လောက်ဝင်တဲ့ပိုက်နဲ့တားကြီးဖမ်းလိုက်တော့ဘာငါးမျိုးစိတ်မှမရှိတော့ကျွန်တော်စစ်တောင်းကတလားအခုဆိုလုံးဝပျောက်ကွယ်နေသူတို့မရှိတဲ့အကြောင်းရင်းကြောင့်ဟောဒီငှက်မရှိတော့တာငှက်မလာတော့တာဒီငါးမျိုးစိတ်များရှိရင်သူ့အစာရှိလို့ငှက်ကလာမယ်ငါးများရှိတယ်ဆိုလို့ရှိရင်ငါးကလည်းသူ့အစာရှိလို့လာတာအဲ့ငါးကိုပြန်စားမဲ့အရာကလည်းအစာသူ့အစာရှိလို့လာဒီတန်စကာပိုက်သမားတွေပဲတန်စကာပိုက်ထောင်တယ်ငါးတွေသူတို့အကုန်ချစ်ချုပ်ပြီးတော့ကောက်တယ်ကြံတဲ့ငါးတွေငှက်ကလာစားတယ်အဲ့ငါးထဲမှာမှတခါဆေးလူပြီးငှက်ကိုတခါပြန်ထောင်ဒီလိုမျိုးတာဆက်ပြီးတော့ထိန်းသိမ်းရေးလုပ်ငန်းတွေကိုထက်ထဲဝင်မလုပ်သွားဘဲနေတာနေခဲ့မယ်ဆိုလို့ရှိရင်ကြာလာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစောင်းကုန်ကလုံးဝပျောက်ကွယ်သွားမှာ
ကျွန်တော်တို့ရွာမှာဆိုလို့ရှိရင်ဖွံ့ဖြိုးရေးပိုင်းရောဒီထိန်းသိမ်းရေးပိုင်းရောအကုန်လုံးတော့နည်းနည်းတော့အားကြီးတော့ပါလာပြီဒါပေမဲ့အဓိကအသိပညာပေးဟောပြောပွဲတွေကျွန်တော်တို့ကလုပ်ပေးစီချင်တာကျွန်တော်ဒီထိန်းသိမ်းရေးနဲ့ပတ်သက်လို့မှတ်ကိုပဲဝါသနာပါပါ၅မျိုးစိတ်လေးတွေပဲလိုက်ကောက်ချင်လို့ပဲဝါသနာပါပါကျွန်တော်ဒီဘန်းသိုးတို့ဘာလို့ကောက်မယ်အဲ့ဒါလေးစစ်တမ်းလေးတွေကောက်မယ်ဆိုလဲဝါသနာပါရတယ်လိုက်ဘယ်သူပဲဖြစ်ဖြစ်လိုက်လို့ရတယ်ဒီမှာတခုကံကောင်းတာကျွန်တော်တို့ပင်လယ်ထဲကိုလည်းတနေ့တည်းဆင်းလို့ရတယ်။တောင်ပေါ်ကိုလည်းတနေ့တည်းတက်လို့ရတယ်။ကျွန်တော်နေရာလေးကအဲ့လိုမျိုးကောင်းနေပါလေနဲ့ကျွန်တော်တို့လမ်းမဆက်သွယ်ရေးကြောင့်ကျွန်တော်ထိမ့်သိမ်းအားမကောင်းဘူးเนาะ။ကျွန်တော်တို့ဖွံ့ဖြိုးရေးမလုပ်လို့ဆိုလို့ရှိရင်တိုးတက်မှုနောက်ကျတာလေးပဲရှိတယ်။ကျွန်တော်တို့နောက်ဖွံ့ဖြိုးရေးလုပ်ချင်တဲ့လူရောက်လာခဲ့တဲ့ခါကျရင်ချက်ချင်းဖွံ့ဖြိုးမှာ။ဖွံ့ဖြိုးရေးစုပ်ယုပ်လို့လူမသိစေနိုင်ဘူး။ထိမ့်သိမ်းရေးကိုမလုပ်လို့ထိမ့်သိမ်းရေးဆုပ်ရှုပ်လို့ဆုံးရှုံးသွားလို့ဆိုလို့ရှိရင်သွားပြီခေါ်တော့အဲကြောင့်ထိမ့်သိမ်းရေးအဓိကကြရတယ်ပေါ့နော်လောက်တင်တာတော့ထိမ့်သိမ်းရေးရောဖွံ့ဖြိုးရေးရောတွဲပြီးလောက်တင်နံပါတ်1အနေနဲ့ဇောင်းပေးပြီးလောက်မှာတော့ထိမ့်သိမ်းရေးကိုအဓိကဇောင်းပေးပြီးလောက်တင်အဲ့ဒါလေးပဲပြောချင်တယ်